အလုံးသောဒကာဒကာမအပေါင်းသူတို့ကောင်းတို့မင်္ဂလာပါလို့ဥစွာပထမဘုံဘုံတို့ဓမ္မနော်လေး channel မှာနှုတ်ခွန်းဆက်တာပါတယ်ဒီနေ့နေ့စဉ်သုံးချဓမ္မအနေနဲ့ဘုံဘုံတို့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့စိတ်ငြိမ်အေးရာနဲ့စစ်မှန်သောအောင်မြင်ခြင်းဆိုတဲ့တရားကောင်းစဉ်လေးပဲဖြစ်ပါတယ်ရာချစ်ခင်သူတော်စင်ပေါင်းတို့ဘုံဘုံတို့ကျင့်လည်နေရတဲ့ဒီလောကကြီးထဲမှာလူတိုင်းဟာအောင်မြင်ခြင်းကြတယ်အနိုင်ရခြင်းကြတယ်ဒါပေမဲ့အနိုင်ရရှိမှုတွေအောင်မြင်မှုတွေရဲ့နောက်ွယ်မှာစစ်မှန်တဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုဘုံဘုံတို့တွေတကယ်ရရှိကြရဲ့လားဒီမိကွန်လေးကစဉ်းစားတင်တယ်စဉ်းစားဖို့ကောင်းတယ်စကားတခွန်းနိုင်ဖို့မိနစ်ပေါင်းများစွာရင်ခုန်လိုက်ရတဲ့အခါပြိုင်ဆိုင်မှုတစ်ခုခုမှာအနိုင်ရလိုက်တဲ့အခါစိတ်ထဲမှာခဏတာတော့ကျေနပ်သွားနိုင်တာပေါ့ဒါပေမဲ့ဒီနိုင်မှုရဲ့အနိုင်ရရှိမှုရဲ့နောက်ွယ်မှာရန်ညိုးတွေအာဃာတတွေမာမာနတွေနဲ့စိတ်ဖိစီးမှုတွေသာအိမ်ဝတ်ကြံရစ်ခဲ့တာကိုသူတော်ကောင်းများတတိထားမိကြလိမ့်မယ်လို့ဘုံဘုံတို့ထင်ပါတယ်မြတ်စွာဘုရားရှင်ကတော့စစ်မှန်တဲ့အောင်မြင်ခြင်းဆိုတာသူတစ်ပါးကိုအနိုင်ယူခြင်းမဟုတ်ဘူးတဲ့မိမိရဲ့စိတ်ကိုအနိုင်ယူပြီးအေးချမ်းအောင်ကြင်ကြံခြင်းကသာစစ်မှန်တဲ့အောင်မြင်ခြင်းလို့ဓမ္မပဒကောသလဝါမှာမိန့်ကြားတော်မူထားတာရှိပါတယ်ဘလို့မိန့်ကြားတယ်လဲဆိုတော့ဇယံဝေရတံပတဝတိဒုက္ခံတေတိပရာဇိတောဥပတံတောဒုက္ခံတေတိဟိတဝါဇယပရာဇယံဇယံအနိုင်ရရှိသူသည်ဝေစင်စစ်အတန်ရန်ညိုးတိုးပွားခြင်းကိုပတဝတိဖြစ်စေ၏ပရာဇိတောရှုံးနိမ့်သောသူသည်ဒုက္ခံစိတ်ဆင်းရဲเสียများဖြင့်တေတိအိဆရာ၏ဥပတံတော်ကိလေသာငြိမ်းအေးပြီးသောသူသည်ဇယပရာဇယံနိုင်နှင့်အရှုံးနှစ်ပါးလုံးကိုဟိတဝါစွန့်လွတ်၍ဒုက္ခံစစ်မှန်သောချမ်းသာဖြင့်တေတိငြိမ်းချမ်းစွာအိဆရာ၏လို့ဟောတော်မူခဲ့ပါတယ်အဓိပ္ပာယ်ကလောကမှာသူတစ်ပါးကိုအနိုင်ယူလိုက်ရခြင်းဟာခဏတာဝမ်းမြောက်စရာလူယူစရာလို့ထင်မှတ်ရတော့လေအမှန်စင်စစ်အနိုင်ရရှိသူရဲ့နောက်ွယ်မှာအနိုင်ခံလိုက်ရသူရဲ့ရန်ညိုးဖွဲ့ခြင်းမနာလိုမုန်းတီးခြင်းတွေပို၍လိုပွားလာတတ်ပါတယ်အလားတူပဲရှုံးနိမ့်သွားသူကလည်းနာကျင်မှုစိတ်ပြတ်မှုတိမ်ငယ်မှုတွေကြောင့်မအိပ်နိုင်မစားနိုင်စိတ်ဆင်းရဲကြီးစွာနဲ့ခံစားရတတ်ပါတယ်ဒါကြောင့်မို့လို့အနိုင်ရခြင်းရှုံးပေးရခြင်းဆိုတဲ့ဒီပေါင်းနှစ်ခုလုံးကိုစွန့်လွတ်ပြီးမိမိရဲ့စိတ်ကိုဣလေသာငြိမ်းအေးအောင်ကျင့်နိုင်တဲ့သူတွေကသာလင်ဘာမှစိုးရိမ်စရာမလိုတော့ပဲဒေါသမဲ့စစ်မှန်တဲ့စိတ်ရဲ့ငြိမ်းချမ်းချမ်းသာမှုကိုရရှိမှဖြစ်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်ဘုံဘုံတို့တာရကတစ်ခုထုတ်ကြည့်ရအောင်မြတ်စွာဘုရားရှင်လက်ထက်တော်အခါကကောသလမင်းနဲ့အဇာတတမင်းတို့ဟာနေမီလူအာနာလူပွဲများကြောင့်အကျိန်ပေါင်းများစွာ
စစ်ခင်းစစ်တိုက်ခဲ့ပူပါတယ်ဝဒလမင်းကြီးအနိုင်ရလိုက်တဲ့အခါမှာလေစစ်ရှုံးသွားတဲ့အဇာတမင်းရဲ့လက်စားချေတုံ့ပြန်မှာကိုစိုးရိမ်တော့ကရောက်ရတယ်လို့စစ်ရှုံးနေတဲ့အခါမှာလေရှက်ရွံ့မှုတွေဝမ်းနည်းမှုတွေစိုးရိမ်မှုတွေကြောင့်ဒီမပြောနိုင်အောင်ဆင်းရဲရတဲ့အခါတွေလည်းရှိခဲ့ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကအနိုင်နဲ့အရှုံးဟာနှစ်ဦးစလုံးကိုစိတ်တစစိတ်ဆင်းရဲခြင်းကိုသာဖြစ်စေကြောင်းအနိုင်ရှုံးဆိုတဲ့ဆွဲလန်းမှုနှစ်ပါးလုံးကိုလွတ်ချလိုက်ပြီးမိမိစိတ်ကိုငြိမ်အေးအောင်ဝိမြူခြင်းကသာလေဘေးကင်းရာစစ်မှန်တဲ့အောင်မြင်ခြင်းဖြစ်ကြောင်းကိုဒီကာရတော်နဲ့ဟောကြားဆုံးမတော်မူခဲ့တာဖြစ်ပါတယ်။အကြောင်းဒီဇလန်လေးကဘုံဘုံတို့တွေဘာတွေသင်ခန်းစာယူရမလဲဆိုရင်ဘဝခရီးလမ်းမှာဘုံဘုံတို့မိသားစုတွေလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်အသီးသီးမှာစကနိုင်လှူခြင်းတွေအတိမတ်ပြုခံလိုခြင်းတွေပြိုင်ဆိုင်မှုတွေအနိုင်ရလိုခြင်းတွေကစိတ်ပင်ပန်းစွာယုံကြည်နေရဖြစ်စေပါတယ်။စကားတစ်ခွန်းနိုင်လိုက်ယုံပြိုင်ဆိုင်မှုတစ်ခုမှာအသာရလိုက်ယုံနဲ့ရရှိလာတဲ့ခဏတာအောင်မြင်မှုကတကယ်အောင်မြင်မှုအစစ်မဟုတ်ပါဘူး။အဲဒီနောက်မှာသူတစ်ပါးတွေရဲ့မုန်းတီးမှုတွေမာနထားမှုတွေအကောက်ကြံမှုတွေနဲ့များစွာသောဘေးထွက်ဆိုးကျိုးတွေနဲ့စိတ်ဖိစီးမှုတွေကိုသာတကယ်တမ်းရရှိလိုက်တာဖြစ်ပါတယ်ဒီတော့စစ်မှန်တဲ့အောင်မြင်ခြင်းဆိုတာဘယ်လိုဟာမျိုးလဲစစ်မှန်တဲ့အောင်မြင်ခြင်းဆိုတာသူတစ်ပါးကိုအနိုင်ယူခြင်းမဟုတ်ပါဘူးမိမိမှာရှိတဲ့မာနတွေဒေါသတွေနဲ့လောဘတွေကိုအနိုင်ယူနိုင်ခြင်းပဲဖြစ်ပါတယ်အနိုင်ရှုံးကိုလွတ်ချနိုင်ခြင်းကအရှုံးပေးလိုက်ခြင်းလည်းမဟုတ်ပါဘူးမိမိစိတ်ရဲ့ရင့်ကျက်မှုနဲ့စစ်မှန်တဲ့ချမ်းသာမှုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ဘုံဘုံတို့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတွေနေနဲ့လေအဓိကအဓိရရမှာကလောကီပြိုင်ဆိုင်မှုတွေကြားမှာအနာတအနိုင်ရရင်ထက်စိတ်ရဲ့ရာသက်ပံငြိမ်းချမ်းရေးကိုဦးစားပေးကြပါလို့ဘုံဘုံတို့ဒီနေရာကနေတိုက်တွန်းပါတယ်လူဘာကိုအနိုင်ရသူဟာထောင်တောင်းမကရရှိနိုင်တော်လဲမိမိကိုယ်ကိုနိုင်ရသူကသာလင်စစ်မှန်တဲ့အောင်နိုင်သူဖြစ်ပါတယ်လို့ဓမ္မအတိုင်းနိုင်အရှုံးဆွဲလန်းမှုတွေကိုစွန့်လွတ်ပြီးမိမိစိတ်ကိုမိမိနိုင်ယူပြီးစစ်မှန်တဲ့စိတ်ရဲ့ငြိမ်အေးခြင်းချမ်းသာခြင်းကိုဤဆောင်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာဘုရားယင်ဘုံဘုံတို့ရဲ့ဒီကနေ့နေ့စဉ်သုံးချဓမ္မမျှဝေမှုဖြစ်တဲ့စိတ်ဤငြိမ်အေးရာနဲ့စစ်မှန်သောအောင်မြင်ခြင်းဆိုတဲ့နေရာလေးကိုဒီမှာပဲညီကုန်းကံပတ်ဆုံးသက်လိုက်ပါတယ်အားလုံးစိတ်နှပြကျမ်းမာချမ်းသာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေကုန်သတည်း